ကဲအခုကျွန်တော်အကောင့်မှာအမီးများနေတယ်ဒီ square လို့လေးဖြစ်အောင်ဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ညီကိုတို့အနေနဲ့အဲ့လိုရှင်းပြဖို့အတွက်ဆိုရင်ကျွန်တော်တို့ဒီ standard ပေါ့နော် standard player တွေရင်တော့ဝယ်ထားမယ် standard player တွေမှာတော့ပြီးတော့ပုံမှန်ကျွန်တော်ကသူကဒီလိုဖြစ်နေတယ်ဘာလို့သူကထိဆောင်ကောင်အများနဲ့ပြဆိုတော့ဒီဝေးဖြစ်နေကိုကဒီ GB လုံးဝမကုန်မနဲ့ဝယ်မယ်ဒီကတော့ stock ကိုသွားမယ်ပြီးရင်ဒီများလေးကျွန်တော်အပေါ်တင်မယ်ပြီးရင်ကျွန်တော် price ပေါ့နော် price ကိုနေတယ်မယ်အဲ့ဒါဆိုရင်ဒါလုံးဝကို0နဲ့ပေးရတဲ့ကောင်တွေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကောင်တွေကိုအထက်အောင်ကျွန်တော်ဒီကောင်ချင်းစီလိုက်ပြီးတော့ဝယ်ပါမယ်ကြိုက်တဲ့ကောင်ဝယ်ရကိုက price ဒီကောင်တွေကိုနောက်ပိုင်းကျရင် release လုပ်မှာဆိုတော့ဗောနော်အဲ့တော့ဒါပေမဲ့တယောက်နဲ့တယောက်တော့ဒီဟိုမှာ GK ပဲဝယ်နေတော့မရဘူးနော်ကိုယ်ပြအောင်ဝယ်ရမယ်ကိုကကိုယ်ပြအောင်ဝယ်မယ်ကျွန်တော်တို့ဒီ0 GB ကောင်တွေကိုကျွန်တော်တို့17ရောက်ပြန်ဝယ်လိုက်မယ်နော်ကိုက17နေရာလောက်အောင်လုပ်မှာဆိုတော့ကျွန်တော်17ရောက်ဝယ်ပြီးပါပြီဆိုရင်ကျွန်တော်ခုန9ရက် square ထဲသွားလိုက်မယ်သွားပြီးရင်ကျွန်တော်တို့ဒီခုလေးနေဝယ်တဲ့ကောင်တွေတီးဖို့တက်ဒီ order of sign on လေးရပါမယ်ပြင်တစ်ကောင်ချင်းထည့်အောင်နော်တဲ့ဒီကောင်စီကအကုန်ရောင်းစားမှာဆိုတော့ position မမှန်လေးရတယ်ဟုတ်ပြီလားဟုတ်တော့ဗကြီးအောင်ဖြစ်တော့ဒီလိုလေးစီပြီးပါပြီဆိုရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ player တွေစီသွားမယ်ဒီ player ဝင်မယ်ဝင်ပြီးပါရင်ဒီနောက်ဆုံးရဲ့နေရာကိုပြဖို့တဲ့ဒီ order of sign ကိုနေရပါမယ်ဒါခုလေးကျွန်တော်နောက်ဆုံးဝယ်လာတဲ့ကောင်တွေပေါ့နော်ပြီးရင်ဒီကောင်တွေအားလုံးဆက်လက်မှတ်မယ်နောက်ဆုံးဝယ်ခဲ့တဲ့ကောင်တွေပေါ့နော်ကျွန်တော်ဒီဆက်လက်မှတ်ပြီးပါပြီဆိုရင် release နေပါမယ်ပြီးကျွန်တော်ရဲ့ခုန square လေးကိုပြန်သွားကြည့်ရမယ်နော်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ square အလွတ်လေးဖြစ်သွားပါပြီအဲ့ဒီမှာကိုကဒီမှာကိုလိုချင်တာလေးတွေလိုက်ပြီးတော့စီလို့ရတယ်ဗျစိတ်ကူးလေးနဲ့ဟုတ်မလားကိုလိုချင်တဲ့ player လေးတွေလိုက်ပြီးတော့စီလို့ရပါတယ်ကဲဒါဆိုရင်ညီကိုတို့အားလုံးသိရှိနားလည်အောင်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အချိန်လေးရနေလို့ညီကိုတို့တက်ဆက်တဲ့အားပြီးတော့ကျွန်တော် box draw သွားဖောက်မယ်ဗျာဒီလားဒီလောက်စိတ်ထားကောင်းတဲ့ admin က show time ပေါက်မလားဆိုကြည့်လိုက်ရတော့ဟုတ်ပြီလားshow time နေကုန်ပြီးသွားပြီပဲဘာမှတော့မရှိတော့ဒိုကူတော့မလို့ချင်းကူကူရဲလာယူမှာကူကူရဲလာဟုတ်ပြီလား poster ကလေးရအောင်ကူကူရဲလာလေးရရတယ်မစိုးပါဘူးတဲ့မပြစိတ်ထားကောင်းတဲ့ admin မှာဆိုမှကူကူရဲလာကိုပြီးတာကဲအဲ့ဒါဆိုရင်အားလုံးကျေးဇူးတင်ပါတယ်